platform တစ်ခု studio တစ်ခုကိုကျမတို့က AI assist နဲ့ဆွဲတဲ့အခါကျရင်အရန်ကိုလက်ကူရတဲ့ကြောင့်မလို့အချိန်ကြီး short ချနိုင်သွားတယ်လို့ကျမပြောကြတယ်ဗီဒီယိုကတော့ကျမမြောင်းလိုက်မယ်ရှိသွားတဲ့ကြောင့် part လေးတွေခွဲပြီးတော့တင်ပေးထားပါတယ် AI နဲ့ platform လောက်ရတဲ့အတွေ့အကြုံ part 1 မှာမင်္ဂလာပါရှားသက်စွာဖြစ်ပါတယ်ကျမဆိုလေအရှိကဒီ Avatar Studio ကို15ရက်နေပြီးအောင်ဆွဲခဲ့တယ်ဒါပေမဲ့15ရက်နဲ့ဆွဲတယ်ဆိုတာအကြောင်းမို့လို့ကျမတို့ဒီ process တစ်ခုလုံးက AI နဲ့လုပ်တဲ့အခါမှာအရန်လွယ်ကူသွားတာလားဆိုတော့ကျမတို့ကလွယ်ကူသွားတာမဟုတ်ဘူးသူ့ရဲ့ platform တွေမှာလုံးဝမဲ့ platform ပုံစံအရာမတူညီတဲ့အခက်အခဲအများကြီးရှိတယ်အဲ့အခက်အခဲတွေနဲ့ကျမတို့ကလိုအပ်တဲ့ man power ဆိုတာလည်းရှိတယ်ဒီ man power တွေကိုကျမတို့က AI နဲ့ short ချလို့ရသွားတာဖြစ်တယ်ဥပမာပြကျမဒီ studio ကိုစောက်ဖို့အတွက်ဆိုရင်ကျမ stage ၄ခုလောက်ရတယ် planning implementation testing deployment stage ပေါ့ဆိုတော့အဲ့၄ခုမှာဆိုရင်ကျမအရင်ဆုံး studio စပြီးစောက်ရတော့မယ်စောက်ရမယ်ဆိုတော့ planning စပြီးတော့လုပ်ရပြီဆိုတော့ကျမမှာလက်ရှိဒီ studio ကဘာသုံးမှာလဲဘာအတွက်လုပ်မှာလဲဘယ်နေရာမှာသုံးမှာလဲ user တွေကိုဘာပေးမှာလဲဒါပေါ့နော်ဒါကတော့ business plan နဲ့အများဆုံးပို့ပြီးတော့ဆက်တဲ့အခြေအနေမျိုးဖြစ်တယ်ကျွန်တော် business plan မှာဒီ studio ရဲ့ရည်ရွယ်ချက်တွေဒီ studio ရဲ့ output တွေကိုသေချာထည့်တွက်ထားဖို့လိုအပ်တယ်ဆိုတော့ဒီမှာဒီ studio ရဲ့ရည်ရွယ်ချက်တစ်ခုထွက်လာပြီဆိုကျွန်တော်ဆိုရှင်းနေ studio က create လုပ်ရမယ် avatar ကို create လုပ်ရမယ် create လုပ်တဲ့ avatar ကို customize လုပ်နိုင်ရမယ်နောက်တစ်ခုကဒီ avatar ရဲ့ access တွေကိုအရာအဝယ်လုပ်နိုင်ဖို့အတွက် marketplace တစ်ခုပါရမယ်ဒီကနေပဲ creator တွေကပြန်ပြီးတော့သူတို့ရဲ့ 3D model 3D assets တွေကိုအရောင်းဝယ်ပြုလုပ်ရင်းနဲ့ earning တစ်ခုပြန်ရနိုင်ရမယ်အဲကျွန်မရည်ရွယ်ချက်ဒီ studio ရဲ့ရည်ရွယ်ချက်ကျွန်မအဲ့အချက်၄ချက်နဲ့ဒီ studio ကိုစပြီးတော့ plan စပြီးတော့တည်လိုက်တယ်ဒါတွေကကျွန်တော်တို့ကို AI ကလာပြီးတော့ရှင်းပြပေးလို့မရဘူး AI ကလုပ်ပါလို့ကျွန်တော်တို့ပြောလို့မရဘူးကျွန်တော်တို့ကလုပ်ချင်တဲ့ရည်ရွယ်ချက်ကိုအရင်ချထားမှာချထားတဲ့အတိုင်း AI ကိုလုပ်ခံရမှာဖြစ်တယ်အဲ့ရောအဲ့အခြေခံလောက်ကတော့ကိုကတိမှန်ဖြစ်မယ်ကိုရဲ့ studio ကဘယ်လောက်ထိသွားမှာလဲကျွန်တော် one page profile လောက်ဆိုရင်တော့ကျွန်တော်အဲ့လောက်ထိစဉ်းစားနေစရာမလိုဘာထည့်မယ်ဆိုထည့်ပြီးတော့တွားလိုက်တာမျိုးလုပ်လို့ရပြီမြင်ဒီလိုမျိုး 3D နဲ့ avatar လိုမျိုး studio မျိုး access တွေအများကြီးလိုတဲ့ studio မျိုးဆိုတော့ကျွန်တော်ကြိုပြီးတော့ planning stage မှာresource တွေများများစုထားဖို့လိုအပ်တယ် architecture ခိုင်ဆွဲထားဖို့လိုအပ်တယ်ဆိုတော့အဲ့ဒါတွေအကုန်လုံးကကျွန်တော်တို့ကပထမအဆုံးဒီစပြီးတော့ AI ကိုမင်းထားခုတ်လုပ်လိုက်ပါလို့မပြောလိုက်မချင်းကျွန်တော်တို့ကိုယ်တိုင်စဉ်းစားပြီးလုပ်ရမယ်အဆင့်တွေပဲရှိသေးတယ်ဆိုတော့ planning stage မှာကိုယ့်ရဲ့ business ကိုကျွန်တော်တို့ဘယ်လိုမျိုးပုံစံသွားမလဲဆိုတာစပြီးတော့တည်လိုက်ပြီးသွားပြီဆိုရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ platform ဆွဲဖို့အတွက်အရင်ဆုံး resource စုရမယ်ကျွန်တော်တို့မှာ 3D ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ 3D မှာဘာ resource တွေလိုလာမလဲဆိုတော့အဓိက 3D avatar ဖြစ်တဲ့သူ့ရဲ့ skeleton တွေလိုအပ်လာလိမ့်မယ်ဆိုတော့နောက်ပြီးတော့သူ့ရဲ့ဒီ 3D avatar parts လေးတွေလိုအပ်လာလိမ့်မယ်ဒါဆိုကျွန်တော်လေ့လာရတယ်တခြား studio ရဘယ်လိုလုပ်ထားလဲကျွန်တော်တို့ကဘယ်လိုပုံစံနဲ့လုပ်မှာလဲအဲ့ခါကျရင် humanoid skeleton ဆိုတော့ကျွန်တော် blender မှာရှိပြီးသား skeleton ကိုကျွန်တော်တို့ယူပြီးတော့သုံးလိုက်လို့ရတယ်ဒါပေမဲ့အဲ့ skeleton ကျွန်တော်ရေရှည်ဘယ်လောက်ထိသုံးလို့ရနိုင်မှာလဲဆိုရင်ကျွန်တော်လုပ်တဲ့ skeleton ကရောဘယ်လောက်ဝေးသုံးမဲ့ model မျိုးကိုထုတ်နိုင်မှာလဲအဲ့ဒါတွေအကုန်လုံးကဆက်ပြီးတော့စဉ်းစားရတယ်ဥပမာဖြင့်ကျွန်မဒီ body တစ်ခုလုံးကိုအစားဆုံး modeling လုပ်လိုက်ပြီးတော့အပေါ်မှာအင်ကြီးတွေကိုဝတ်ပေးမယ်